ဒီပွဲမှာတောင်နာတို့ထန်နာတို့အမြဲပြောတဲ့အထက်မောင်လေးတို့အဖွဲရနေပြီးတော့လာခေါ်လို့ကျမသွားဆော့တယ်ပေါ့ရှင်အပွဲမှာကျမကတော့ဦးထက်ကင်ထားပြီးသူတို့ကလည်းသူတို့ကြိုက်တဲ့ဟီးရိုအင်နဲ့ဆော့တယ်ပေါ့ရှင်ပွဲထဲမှာဦးထက်နဲ့ဘလို့အလားလေးတွေကေးထားလဲဆိုတာသိကျင်တော့လိုက်ကြည့်လိုက်တော့ရှင်